တခုတော့ရှင်းရှင်းလင်းလင်းမှတ်ထားလိုက်ပါမင်းဟာငါအတွက်ဘလောက်ပဲအရေးပါခဲ့ပါစေငါကိုတန်ဖိုးမထားတော့ဘူးလို့တီးလိုက်ရတဲ့အခိုက်အတန့်ပါတယ်မင်းဟာငါအတွက်လမ်းဘေးကသူစိမ့်တယောက်ဖြစ်သွားပြီငါဘဝမှာတစ္ဆာတရားထက်အရေးကြီးတာဘာမှမရှိဘူးအကယ်၍မင်းကငါရဲ့တန်ဖိုးကိုမမြင်ဘူးဆိုရင်ငါဘဝထဲမှာမင်းအတွက်နေရအပေါ်မရှိတော့ဘူးငါကိုတန်ဖိုးမထားတဲ့သူတွေအတွက်အချိန်ဖြုံးရအောင်ငါဘဝကအဲ့လောက်ထိအလကားမထစ်ဘူးလေးစားမှုဆိုတာတောင်းရတာမဟုတ်ဘူးကိုယ်တိုင်ယူရတာလေးစားမှုနဲ့ထိုက်တန်သူကိုပဲငါဥထိတ်ထားတယ်ဒါပေမဲ့မင်းကငါအပေါ်မလေးစားတော့ဘူးဂယုမဆိုင်တော့ဘူးဆိုရင်တော့မင်းငါစီကရနိုင်တဲ့တခုတည်းတော့အရာကယုံကြည်မှုနဲ့လေးစားမှုပျောက်ဆုံးခြင်းပဲလူဆိုတာလာလိုက်သွားလိုက်ပဲငါကိုကြိုက်တယ်လို့ကစားလို့ရမယ်လို့ထင်နေရင်တော့အကြီးအကျယ်မားသွားလိမ့်မယ်ငါစီကန်းကရိုးရှင်းတယ်မင်းငါကိုလေးစားရင်ငါလည်းမင်းကိုလေးစားမယ်မင်းငါဘက်ကရက်တည်ရင်ငါလည်းမင်းဘက်ကရှိနေမယ်ဒါပေမဲ့မင်းထွက်သွားဖို့ဆုံးဖြတ်လိုက်တဲ့နေ့မှာတော့ငါကိုလွှဲကြည့်ဖို့မမျှော်လင့်နဲ့ငါဘဝမှာရှိနေရတာဟာမင်းအတွက်အခွင့်အထူးပဲဒါဟာမင်းရဲ့ရပိုင်ခွင့်မဟုတ်ဘူးငါဘသူနောက်ကိုမှအပူတပြင်းလိုက်မနေဘူးငါကိုတကယ်တန်ဖိုးထားတဲ့သူတွေအတွက်ပဲငါအချိန်တွေကိုပေးတော့မယ်